ချေလျှော်ပေးနေတဲ့ပရိသတ်လုံးမင်္ဂလာပါ2026 August 22စနေနေ့မြန်မာသက္ကရာ1388ဘာကောင်လာဇန်9ရက်စနေနေ့မြန်မာလောကီအယူဆမှာဒီပညာရပ်မှာလာဇန်လစု9ရက်စနေနေ့နဲ့တိုက်ရင်6စနေနေထူးနေမြတ်တွေတော့ခေါ်တယ်တခုရှိတယ်စွမ်းသက်တည်ကြီးတယ်စွမ်းအားတင်ရန်အတွက်အတိတ်ထံဝင်ခြင်းတွေအလိုရှိရာဆူတောင်းဖြည့်ခြင်းတွေအတွက်ကိုမတန်ကောင်းတယ်လိုသလိုသုံးချတာဒီနေ့ဒါလက်နေရက်ကအနောက်တောင်ရက်စန်းတီယာရက်ကမြောက်ရက်ရံပေါ်ရရက်ကရှေ့မြောက်ရက်မူလဆန်းရှင်တဲ့ကမူလသံတဲ့ကဖြစ်တယ်။ကောင်းကင်ဂျိုနေထားပိုင်းမှာမေထုံရာသီမှာအင်္ဂါဂျိုတည်ရှိတယ်။ကရကတ်ရာသီမှာဗုဒ္ဓဂျိုနဲ့ဇာတာပတိဂျိုတို့တည်ရှိတယ်။စိန်ရာသီမှာတနင်္ဂနွေဂျိုနဲ့ကိတ်ဂျိုတည်ရှိတယ်။ကံရာသီမှာသောကြာဂျိုတည်တယ်။ဒိဋ္ဌာရာသီမှာတနင်္လာဂျိုတည်ရှိပြီးတော့ကုံရာသီမှာရာဟုဂျိုမင်းရာသီမှာစနေဂျိုနောက်ပြန်သွားပြီးတရှိနေတယ်ဒီနေ့တနေ့တာကာလအတွင်းမိစ္ဆာရာသီဘွားတွေမှာရှင်ပြိုင်မှုအောင်မြင်မဲ့ဘဝတိုးတက်မဲ့လို့ချမ်းရှိမှန်းချက်တို့ကိုလုံးသလောက်အကျိုးပေးလိမ့်မယ်မနေ့7:48ကနေနေ့တန်းတိုင်း12မိနစ်အတွင်းလိုရဆောင်ရွက်ပါပြိဿရာသီဘွားတွေအတွက်အရေးပါသောဆုံးဖြတ်ချက်များချမှတ်နိုင်တယ်။ဒီနေ့မနေ့6နိုင်ငံနဲ့7နိုင်ငံ30ကြာနေ့တန်တိုင်း12မိနစ်ကနေညနေ3:36အတွင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ခဲ့တာထူးခြားတဲ့အကျိုးပေးမှုတွေကိုရရှိနိုင်တယ်။မေထုံရာသီဘွားတွေမှာအရာရာသတိနဲ့ရှင်ပြီးတော့ရမယ်။နေ့7ရက်မတိုင်ခင်အရာရာနောက်ဆက်များမယ်။7ရက်နေ့ညနေ3:00ကြာအစိုးရညနေ3:00နောက်ပိုင်းမှာတော့တစစကောင်းသွားမှာပါ။ကရကရာသီဘွားတွေမှာခီးကံကောင်းမယ်ပြောင်းလဲရှိမယ်လူမျိုးပွဲအကျိုးပေးမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့နဲ့ထူးခြားတဲ့အကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမယ်အပြိုင်ဆိုင်ကြတိုးတက်မယ်ရှင်းမှန်းချက်လမ်းကြောင်းတွေကိုနေ့တနိုင်12မိနစ်နောက်ပိုင်းထုတ်ဖော်ဆောင်ရွက်အောင်မြင်မှုရရှိမယ်တရားသီဘွားတွေအတွက်အညံ့စိုးကျုံတဲ့မနေ့9နိုင်နဲ့7နိုင်ကြညနေ3နိုင်နဲ့ညနေ6နိုင်ကြမှလွဲ၍ကြံချိန်တွေမှာရာသတိနဲ့ဆောင်ရွက်ရမယ်ကံရာသီဘွားတွေအတွက်ထူးခြားသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ပေါ်ပေါက်လာတဲ့ခွင့်ရကိုလက်တွေ့သုံးချပါဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကောင်းကျိုးပေးခြင်းနဲ့စီပြေခြင်းကိုကြောက်မယ်။နေ့7နိုင်ညနေ3နိုင်အတွက်အထူးကောင်းတယ်။တူရာသီဘွားတွေမှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်။ယဉ်ကျေးသူများနဲ့စကားများတဲ့အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။ဒီနေ့စတင်လိုက်တဲ့ကိစ္စမှန်သမျှထူးခြားတဲ့ကံကောင်းခြင်းကိုကြောက်မယ်။နေ့7နိုင်နောက်ပိုင်းထူးကောင်းတယ်ပြိဿရာသီဘွားတွေမှာရံများမယ်ပြန်များမယ်တိုက်ခတ်များမယ်သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်နှောင့်နှေးမယ်အခက်အခဲနဲ့ချုပ်ပြီးမှဆင်ပြေမယ်မနေ့7:48ကနေနေ့တန်းတိုင်း7မိနစ်အတွင်းအလိုပြည့်စုံခြင်းကိုချုပ်မယ်ဓနုရာသီဘွားတွေအတွက်ငွေကြေးကံကောင်းမယ်လက်ပွင့်မယ်လိုရာပြည့်စုံမယ်စီဝနတ္တဘာနဲ့ဥစ္စာဒနာဖွံ့ဖြိုးတိုးတက်ခြင်းကိုချုပ်မယ်9နိုင်နဲ့7နိုင်ကြ3နိုင်နဲ့6နိုင်ကြကာလတွေအထူးကောင်းတဲ့ကာလတွေဖြစ်မယ်မကာရရာသီဘွားတွေမှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ဝေကြီးကံလုပ်ငန်းကကောင်းမယ်အခက်အခဲလုံးကိုကျော်လွှားပြီးလိုရာဆန္ဒပြည့်စုံခြင်းနဲ့တိုးတက်ခြင်းတွေကိုကြော်မယ်နေ့တန်းတိုင်း7မိနစ်ကနေညနေ3:36ကြာထူးခြားသောကောင်းကျိုးကံနဲ့တိုးတက်ခြင်းကိုကြော်မယ်ကောင်းရာသီဘွားတွေအတွက်ထူးထူးခြားခြားကောင်းတဲ့ကံကြမ္မာရှိတဲ့ပရိပေကျတာတနင်္ဂနွေသောကြာနေ့ဝိသုတွေနဲ့ဒုက္ခပေးနိုင်တယ်တနင်္လာရီကနေဝိသုနဲ့ပူပေါင်းတဲ့အလုပ်တွေအကျိုးပေးမယ်နေဆက်နိုင်တော့ပဲကြံတိုင်းအောင်ဆောင်နိုင်မြောက်လို့တိုင်းထွန်းပါမယ်မေယာဒီဘွားတွေပါခီးကိစ္စအပြောင်းလဲကိစ္စနဲ့လုံးသမျှအောင်မြင်မှုနှစ်သာရတွေကိုအထင်ရှားရရှိမယ်နေဆက်နိုင်နေညနေ3နိုင်အတွင်းထူကောင်းတဲ့ကံဖွဲ့ပါတယ်တနေ့တာကာလအတွင်းမှာအညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်ဖြစ်သုံးဆွဲနိုင်ပါတယ်ဂျာဇာဖွင့်ရရက်ကအရှင်းမြောက်ရက်ဖြစ်ပါတယ်ဂျာဇာဖွင့်ရရက်ကိုမျက်နှာမူပြီးလော်ယာကိစ္စဆောင်ရွက်ရင်အောင်မြင်မယ်ဆိုရယူဆရှိတယ်လက်တွေ့ဆောင်ရွက်နိုင်ပါတယ်
ကျေးဇူးတင်ပါတယ်